လုံးဝအသစ်ဆက်နောက်ဆုံးထွက်ရှိထားတဲ့ latest model တွေကလည်းလိုချင်တယ်လုံးဝအသစ်တိုင်း parking function အနေထားလေးလည်းလိုချင်တယ်ဗျာအသစ်ဈေးထက်လည်းအများကြီးတက်တာမှကြိုက်တယ်ဆိုတော့လူတွေအတွက်ဒီဖုန်းလေးကမိတ်ဆွေတို့အတွက်ကိုလုံးဝ 100% ကိုက်ညီမဲ့ဖုန်းလေးဖြစ်ပါတယ်မင်္ဂလာပါကျွန်တော် WM Mobile Shop ပါအခုကျွန်တော်လက်ထဲမှာကင်ပြထားတဲ့ model လေးကတော့ Oppo Reno 15F 5G လေးဖြစ်ပြီးတော့9ရက်6လ2026ကမှ parking ဖောက်ထားတဲ့ activation date လေးပါတခါလေးပြပေးပါမယ်9ရက်နေ့ကမှ parking ဖောက်ထားတဲ့ official မြန်မာ showroom အလုံးဖြစ်တဲ့လက်ရှိဒီနေ့ဒိန်းနဲ့ရောင်းသေး23သိန်းရှိတဲ့ဖုန်းနော် Oppo Reno 15F 5G RAM 8256 100% စီးရပိတ်ဖြစ်ပြီးသားအလုံးလေးဒီကောင်လေးကိုကျွန်တော်ရောင်းချပေးမယ့်ဈေးနှုန်းလေးက15သိန်း5000နဲ့ရောင်းပေးမယ်မိတ်ဆွေတို့စဉ်းစားကြည့်လိုက်တော့နော်အသက်သွားဝယ်မယ်ဆိုလို့ရှိရင်23သိန်းရှိတယ်ဒီကောင်လေးကလည်း9ရက်နေ့မှparkingဖောက်ထားတယ်ဇပိုင်းလေးပဲတုံးထားတယ်ဗျာတပတ်တစ်ချလည်းလေးပဲတုံးထားတယ်ဘယ်လောက်တက်တာလဲဆိုတော့မိတ်ဆွေဗျာဒီဖုန်းအောင်တန်တာဒီဖုန်းပဲရှိတော့တယ်အဲ့အတွက်ကြောင့်မိတ်ဆွေဒီ Reno 15F လေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ WM Mobile Shop မှာစိတ်တိုင်းကြလာရောက်စမ်းသပ်ပြီးဝယ်ယူအားပေးနိုင်တယ်အယောင်လေးကလည်းတော်တော်မိုက်တယ်သူ့ရဲ့ specification လေးက battery ဆိုတော့ 9000 mAh တောင်ပါတယ် display ကလည်းတော်တော်ဆူဆူတောက်တောက်ကာလာနဲ့ကျွန်တော်တို့ AMOLED ကို 1B color 120Hz နဲ့တော်တော်မိုက်တဲ့ display လေးကိုသုံးပေးထားတယ်ဒီဖုန်း site လေးကို battery 9000ထည့်ရတာတော့တော်တော်လေးစားဖို့ကောင်းတယ်ဗျာတကယ်လို့မိတ်ဆွေတို့ရှိမှရှိတဲ့ဖုန်းဟောင်းနဲ့လည်းအဟောင်းမေးအသိယူအလဲထက်လုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ WM Mobile Shop မှာတနေရာထဲမှာစိတ်တိုင်းကြအလဲထက်ပြုလုပ်ပေးနေပါတယ်ဖုန်းနဲ့ပတ်သက်လို့လည်းအာမခံအပြည့်အဝပေးပြီးရောင်းချရတော့ကြောင့်စိတ်အေးချမ်းသာစွာဝယ်ယူအားပေးလို့ရပါတယ်ဒီဖုန်းလေးကိုကြိုက်ရဆိုတော့ကျွန်တော်တို့ WM Mobile Shop အမြန်သာလမ်းခဲ့လိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ